သူကပြင်းလို့ဆိုပြီးအိုလံပစ်ပွဲကိုဝင်ပြိုင်ခဲ့တာပေမဲ့မထင်မှတ်ပဲ10မီတာအလျားခုန်ပြီးကမ္ဘာ့စံချိန်တစ်တင်သွားခဲ့တယ်။ဒါပေမဲ့ဒိုင်လူကြီးကရုတ်တရက်အနီရောင်အလံထောင်ပြပြီးသူမခုန်ခင်ခြေချောင်းတွေကစီးကိုကြော်သွားတယ်ဆိုပြီးသူ့စံချိန်ကိုချက်ချင်းပယ်ဖျက်လိုက်ပါတယ်။သူကပွဲချင်းပြီးအယူခံဝင်ပြီး slow motion ဗီဒီယိုပြန်ကြည့်ပေးဖို့တောင်းဆိုခဲ့တယ်။ဒိုင်ကဗီဒီယိုပြန်ကြည့်တဲ့အခါသူကမခုန်ခင်ခြေချောင်းလေးတွေကိုခက်မြန်ကွေးလိုက်လို့ဖြူတဲ့စီးကြော်မထိခဲ့တာကိုတွေ့လိုက်ရတယ်။ဒါနဲ့ပဲသူ့ရဲ့စံချိန်ကိုအတီးပြုတ်ပေးလိုက်ပြီးရွှေတစိမ့်ကိုအောင်မြင်စွာစုခူးသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူကအလေးမပြိုင်ပွဲကိုရောက်လာခဲ့ပေမဲ့မနေ့ညကကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူး။ဒါကြောင့်သူ့ရဲ့စွမ်းအားတွေကိုထုတ်သုံးနိုင်ဖို့အတွက်အသင်းဖော်တွေကိုသူတို့ရဲ့နန်စောနေတဲ့ဖက်နှက်တွေကိုချက်ချင်းဖြုတ်ခိုင်းလိုက်ပါတယ်။အသင်းဖော်တွေအနက်ရသွားတဲ့အခါချက်ချင်းနှာခေါင်းပိတ်ပြီးနောက်ဆုတ်သွားကြတာပေါ့။ဒါပေမဲ့သူကတော့အဲ့ဒီအနံ့ကိုဝါအောင်ရှူလိုက်ပြီးအဲ့ဒီအချိန်မှတင်တကူလုံးခွန်အားတွေတက်ကြွလာတာကိုခံစားလိုက်ရတယ်။ပြီးတော့ခန္ဓာကိုယ်ကိုတွေးပူအောင်ဆိုပြီးချုံမလဲတဲ့ပေါင်တာမုန့်တွေကိုတကူလုံးလူးလိုက်ပါသေးတယ်။ဒါပေမဲ့တရုံးကြီးကိုမတော်မဲ့အချိန်မှတင်သူ့ပေါင်းဘီကရုတ်တရက်ပြည့်ထွက်သွားခဲ့တယ်။အဆက်ကွဲမသွားအောင်ဆိုပြီးခွန်အားရှိသမျှအကုန်ထုတ်ပြီးတန်တုံးကြီးကိုခေါင်းပေါ်အထိချက်ချင်းမမြောက်လိုက်ပါတော့တယ်။ပွဲကြီးစင်ပေါ်ကလူတိုင်းမင်းသက်သွားကြပြီးဒိုင်3ယောက်လုံးကသူ့ကိုအပြည့်အဝအမှတ်ပေးလိုက်ကြတယ်။သူကပေါင်900အလေးမှကမ္ဘာ့စံချိန်ကိုအောင်မြင်စွာစံချိန်တစ်တင်နိုင်ခဲ့ပါတယ်။နောက်တော့မီတာ400လက်ဆင့်ကမ်းအပြေးတန်ပွဲမှာဆက်ပြိုင်ခဲ့တာပေါ့။တနက်တန်မြည်လိုက်တာနဲ့အသင်းဖော်တွေအစွမ်းကုန်အပြေးမြန်ခဲ့ကြပေမဲ့အပြေးတုပ်လက်ဆင့်ကမ်းရမှာတလွဲတွေကြီးဖြစ်နေခဲ့တယ်။သူလဲဒေါသထွက်သွားပြီးအသင်းဖော်ရဲ့ပါးကိုအားနဲ့ဖျက်ရိုက်လိုက်တယ်။ပြီးတော့ရှေ့ကပြိုင်ဘက်တွေကိုအသေးအတန်လိုက်တော့တာပါပဲ။ပွဲကြီးပရိသတ်တွေရဲ့ဟေကနေအော်တန်တွေကြားမှာပြိုင်ဘက်အားလုံးကိုအပြည့်အသက်ဖြတ်ကျော်သွားရုံမကပြေးနေရင်တခြားပြိုင်ဘက်တွေကိုပါနှောက်ယှက်လိုက်ပါသေးတယ်။နောက်ဆုံးမှာတော့သူကပန်းဝင်စီကိုအရင်ဆုံးဖြတ်ကျော်နိုင်ခဲ့ပါတယ်။နောက်ဆုံးရလက်ကိုအတီးပြုဖို့အတွက်ဒိုင်တွေကဗီဒီယိုမှတ်တမ်းကိုနောက်တစ်ချိန်ပြန်ကြည့်ကြပြန်တယ်။ slow motion ဗီဒီယိုထဲမှာသူဟာပန်းဝင်စီကိုအရင်ဆုံးဖြတ်ယုံတင်မကပဲကိုယိုကာယာဟန်ပန်တွေနဲ့ပါကြွားလုံးထုတ်နေတာကိုတွေ့လိုက်ရတယ်။ဒိုင်ကလည်းသူရွှေတစိမ့်ရရှိသွားပြီလို့ချက်ချင်းကြေညာပေးလိုက်ပါတယ်။နောက်ဆုံးပြိုင်ပွဲကတော့နပန်းပြိုင်ပွဲဖြစ်ပါတယ်။ဒါပေမဲ့ပွဲစားတာနဲ့မတမာတဲ့နီလန်းတွေတုံးလိုက်လို့အဝါကတ်တတိပေးခံလိုက်ရတယ်။ပွဲစဉ်အတွင်းမှာသူကသူ့ရဲ့ဗလာကြီးတဲ့ခန္ဓာကိုယ်ကိုတုံးပြီးပြိုင်ဘက်တွေကိုဒုက္ခပေးခဲ့တာပေါ့။အဲ့ဒီအချိန်မှာတင်ပြိုင်ဘက်ကအခွင့်အရေးကိုအရယူပြီးသူ့ကိုချမ်းပြင်ပေါ်အားနဲ့ကင်ပေါက်လိုက်ပါတယ်။ဒါပေမဲ့သူကနည်းနည်းမှတုံလုံးမသွားခဲ့ပါဘူး။သူ့ရဲ့စိတ်လှုပ်ရှားမှုကပိုလို့တောင်တိုးလာခဲ့တယ်။သူကပြိုင်ဘက်ရဲ့ခြေထောက်ကိုကင်ပြီး360ဒီဂရီလှည့်ကကျိုးဝိုင်းပြင်ပအထိလွှင့်ပစ်လိုက်တယ်။နောက်ဆုံးမှာတော့သူကမိမိရလွှမ်းမိုးနိုင်မှုနဲ့အတူဒီပွဲစဉ်မှာအနိုင်ရရှိသွားခဲ့ပါတယ်။ဒီလိုပြိုင်ပွဲမျိုးကတရားမျှတတယ်လို့တင်ထင်ပါသလား။တင်တာဆိုရင်